ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့လင်မယားနေအောင်မုတ်ဖက်တုပ်စားမှာဖြစ်ပါတယ်အားလုံးလည်းစိတ်ဝင်စားရင်အဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျာပထမဦးဆုံးအနေနဲ့စီချက်ထည့်ပါမယ်ပေါ့နော်စီချက်ကိုတော့ကိုလိုသလိုထည့်လို့ရပါရဲ့ရှင်ကျမကတော့စီချက်များများကြိုက်လို့စီချက်ကိုများများလေးထည့်ပါရနော်ပြီးတော့ပဲကြက်မုန့်လေးထည့်ပါမယ်ပဲကြက်မုန့်လည်းကိုလိုသလောက်ထည့်လို့ရပါရဲ့နော်ပြီးရင်တော့စားထည့်ပါမယ်အဲ့နေရာမှာငံပြားကြီးကြိုက်ရင်ငံပြားကြီးသုံးလို့ရပါရဲ့နော်ပြီးတော့ချုံမုတ်လေးထည့်ပါမယ်ချုံမုတ်လည်းကိုလိုသလောက်ထည့်နိုင်ပါတယ်ရှင့်အချိုးကြိုက်ရင်တော့များများထည့်ပါနော်ပြီးတော့မကြီးဒီနေရာမှာတမယာရီမသုံးကျင်လို့မကြီးနေဖြော်ရည်ကိုထည့်တာပါသုံးထားပေးပါရနော်ချင်းများများကြိုက်ရင်တော့မကြီးရည်များများထည့်နိုင်ပါတယ်ပြီးရင်တော့ညူတီကြက်မုတ်လေးထည့်ပါမယ်ရှင့်ညူတီကြက်မုတ်လည်းကိုအဆက်စားနိုင်ရင်တော့များများထည့်ပါနော်ကိုလိုသလိုအသုံးပြုနိုင်ပါတယ်ပါဝင်ပစ္စည်းတွေစုံပြီဆိုရင်စားတုပ်လိုက်ကြရအောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့တုပ်တဲ့အခါမှာလည်းတည်ကြစွာနှံ့စအောင်တုပ်ပြီးတော့အပေါ့ငံပြီးတော့ကိုလိုသလိုထည့်ပြီးစားတုပ်နိုင်ပါပြီရှင့်အရင်စားကောင်းပါတယ်ရှင့်ဟုတ်ကဲ့ခင်ဗျာဒါကတော့ကျွန်တော်တို့လင်မယားနေအောင်ရဲ့ညနေစာထမင်းဝိုင်းလေးဖြစ်ပါတယ်စိတ်သားဟင်းလေးပါမယ်ပြီးကြတော့အပီးရည်လေးပါမယ်ဒီမရဲ့လက်ရဖြစ်တဲ့မုတ်ဖက်တုပ်လေးနဲ့ရောဆက်ပြီးတော့စားမှာဖြစ်ပါတယ်အားလုံးလည်းဆုံးဖြတ်ကြည့်ရှုပေးပါဦးအားလုံးကျေးဇူးတင်ပါတယ်